Hello မာမီနဲ့မှာလေးလေးတွေကအစားအစာတွေနေ့တိုင်းစားရတာညီးငွေနေပြီဆိုရင်ဒီလိုအားအသက်တွေအပြည့်ပါဝင်တဲ့ no strawberry smoothie လေးလုပ်ကြည့်ကြည့်နော်ပစ္စည်းလေးတွေကတော့ vitamin C တက်ကြွယ်ဝပြီးကလေးကိုခံအားကောင်းစေရဲ့ strawberry လေးတွေနဲ့ဒီလိုမျိုး potassium တက်ကြွယ်ဝတဲ့ငပြောသီးလေးတောင်းထားပါတယ်ငပြောသီးလေးတွေမှာ pectin ဆိုတဲ့ဓာတ်တစ်မျိုးပါတာဖြစ်တဲ့အတွက်ကလေးအစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်နော်ဒီအခါမှာတော့ကလေးလေးတောက်နေကြ formula ဒါမှမဟုတ်လို့ရှိရင်ကိုအဆင်ပြေရ note တစ်မျိုးကိုဒီလိုမျိုးလေးထည့်လိုက်ပါမယ်နင်းကတော့ DG စိတ်နိုလေးကိုတောင်းထားပါတယ်နော်စိတ်နိုလေးက protein တက်ကြွယ်ဝရုံနဲ့မကပဲကလေးအတွက်လိုအပ်တဲ့စီရန်တက်တွေတန်တက်တွေလည်းပါဝင်လာဖြစ်တဲ့အတွက်ကလေးရိုးစစ်တွေလည်းတန်ပါစေပါတယ်နော်။ဒီလိုလေမိမိတို့ရဲ့အိမ်မှာနိုဘူးလေးတွေဝယ်ထားပြီးကလေးကမတောက်ဘူးဆိုရင်ဒီလိုအသီးနှံလေးတွေနဲ့ရောပြီးတော့ဖြော်ရည်လေးတွေလုပ်လို့ရပါတယ်နော်။အသီးဖြော်ရည်လေးတွေကိုဘယ်အချိန်မှကျွေးရမလဲဆိုပြီးစဉ်းစားနေပြီဟော။ဒီလိုအားရတက်တွေအစုံပါဝင်တဲ့ no strawberry smoothie လေးကိုကလေးမနေ့စာစားချိန် breakfast တိုင်းမှာလည်းကျွေးလို့ရတယ်လို့လက် snack တိုင်းနေနဲ့ညအိပ်ရဝင်ကနေအချိန်ညလည်စာအနေနဲ့လည်းကျွေးလို့ရပါတယ်နော်။လိုအကြိုက်တွေမှာမို့လို့မိမိတို့လုပ်ကျွေးကြည့်ပါရှင်။ဆက်စာ channel လေးတွေကိုမမီနဲ့အကောင့်ထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်နော်။